ကျွန်တော်မင်္ဂလာကျွန်တော် Fighter Academy အစီအစဉ်ပုံမှန်တစ်ဆက်နဲ့ရွှေကမင်းဖြစ်ပါကျွန်တော်ဒီနေ့ဒီဆက်ပြီးချင်းနဲ့လုပ်ဖို့ပွဲလေးပါတော့ကျွန်တော်မင်းညကမလေးရှားမှာကျင်းပခဲ့တဲ့ boxing ပွဲမှာရှင်းပြသွားခဲ့ကျွန်တော်မလေးရှား fighter လေးဟောချင်း fighter လေးတီမိုတီနဲ့မလေး fighter တွေတွေ့ဆုံခဲ့ပွဲလေးပဲဖြစ်ပါဆိုတော့အခုဒီပွဲလေးကျွန်တော်ချက်တော့တူကြည့်လိုက်အောင်အခုတက်လာတော့ချင်း fighter လေးတီမိုတီရေနော်ဒီမိုတီကတော့မလေးမှာကြောင်းတစ်ဖက်နဲ့ boxing ထိုးနေတဲ့ချင်း fighter လေးပါသူ့ရဲ့ idol ကတော့ Joshua fan လိုပဲ boxing skill ကောင်းတယ် fighter လေးပါထိုးတဲ့ပွဲတိုင်းမှာမြန်မာအလံကိုဂိုးယုံခွင့်ကြောင်းစာနဲ့ခြုံခဲ့တဲ့ fighter လေးပေါ့Relax. Relax. High flow. Too much. Relax. on your side နော် ဒီမိုတီကအပြတ်တောင်းပြီးတော့အင်ရှင်မလေး fighter နေအောင်လိုက်နေတန်ကျိုးဝိုင်းထဲမှာထိုးရတဲ့ပွဲနော်Tolong apa sini?ဒီမိုတီကတော့ပြောင်းလိုက်နေဖြစ်ပြီးတော့မလေး fighter တော့နေအောင်လိုက်နေပေါ့နော်
မလီဖိုက်တာပူကောင်းတော့တွေ့ရတယ်နော် ကိုတီမိုတီထူးချက်တွေလည်းထိတာပဲ စုံနေကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ် subscribe လုပ်တော့ပြကြပါနော်အားလုံးကျေးဇူးထူးတင်ရှိပါတယ်